ဒီနေ့မှာတော့ဆွန်စုရဲ့စစ်ပညာကျမ်းတော်မှာနောက်ကျောမလို့ကြည့်ရလောက်စီတယ်လို့နာမည်ကြီးတဲ့စာအုပ်တို့ကိုကျွန်တော်တို့ဆွေးနွေးကြပါမယ်လူတဘာဝရဲ့အမောင်ပချမ်းကိုလှန်ပြလိုက်တဲ့အောင်မြင်မှုကိုလိုချင်သူတိုင်းမတိမပြည့်သိထားရမယ်မဟာဗျူဟာကျမ်းဖြစ်တဲ့စာအုပ်တို့ကိုကျွန်တော်အနေနဲ့သိတဲ့လောက်လေး review ပြပြပေးမှာဖြစ်ပါတယ်အဲဒီစာအုပ်အမည်ကတော့အာနာယနိယာမ48ချက်အနှစ်ချုပ်ဖြစ်ပါတယ်ဒီစာအုပ်ကဘာသာပြန်စာအုပ်တအုပ်ဖြစ်ပြီးတော့မူလစာအုပ်နာမည်ကတော့ The Council 48 Lord of Power ဖြစ်ပါတယ်မူရင်းစာရေးဆရာနာမည်က Robert Greene ဖြစ်ပြီးတော့မှမြန်မာစာရေးဆရာမော်ရီရှာကဘာသာပြန်ဆိုထားပါတယ်အဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစာအုပ်အမျိုးအစားနဲ့အဓိကအကြောင်းအရာဆိုတဲ့ခေါင်းစဉ်တွေနဲ့ကျွန်တော်တို့စလိုက်ရအောင်ဒီစာအုပ်ကဘယ်လိုစာအုပ်အမျိုးအစားလဲဆိုတော့ non-fiction အမျိုးအစားတွေက self-help strategy social psychology စစ်ဗျူဟာလူမှုစိတ်ပညာနယ်ပယ်ကိုအဓိကထားတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ရဲ့အဓိကတင်ပြခြင်းတဲ့အကြောင်းအရာကတော့အာဏာကိုဘယ်လိုယူရမလဲဘယ်လိုထိန်းသိမ်းရမလဲအာဏာကိုခြေမုံဖျက်ဆီးခြင်းမှာဘယ်လိုကာကွယ်မလဲဆိုတဲ့နေရာမှာ48ချက်ကိုချက်ကြကြတင်ပြပေးထားခြင်းပဲဖြစ်ပါတယ်နှစ်ပေါင်း3000တမိုင်းတစ်လျှောက်ကနိုင်ငံရေးစစ်ရေးစီးပွားရေးနယ်ပယ်တွေကထိပ်တန်းပုဂ္ဂိုလ်တွေရဲ့အောင်မြင်မှုကြာရှုံးမှုဇလန်းပုံမြင်တွေကိုနမူနာယူပြီးလက်တွေ့ဘဝမှာကြုံတွေ့ရမယ့်ပဋိပက္ခတွေကိုရင်ဆိုင်ကြော်ဖြတ်ဖို့မဟာဗျူဟာကျတဲ့တွေးခေါ်မှုတွေကိုတင်ပြထားတာဖြစ်ပါတယ်ဒီစာအုပ်ကဝတ္ထုမဟုတ်ပဲတုတ္တစာအုပ်ဖြစ်တဲ့အတွက်ဇက်ကောင်စီရိုက်တော့မပါပါဘူးဒါပေမဲ့နေရာမှာတစ်ခုစီတိုင်းမှာ Queen Elizabeth Henry Kissinger P.T. Barron စတဲ့အမောင်းဝင်ပုဂ္ဂိုလ်တွေရဲ့အာဏာကန်ဆွဲပုံဇလန်းအခြေအနေကအဓိကဇက်ကောင်တွေလို့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒီစာအုပ်ပေါ်ကိုကျွန်တော်ရဲ့ကိုယ်ပိုင်ရှုမြင်သုံးသပ်ချက်အနေနဲ့ပြောရလို့ရှိရင်ဒီစာအုပ်ကိုပထမဆုံးဖတ်တဲ့သူတွေအတွက်ကတော့ဒီစာအုပ်တွေကအကြံဉာဏ်တွေကအစွန်းရောက်တဲ့ကိုကျင့်တရားမေ့တယ်လို့ထင်ရနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ရတော့ဒါဟာလူတဘာဝနဲ့အာဏာလောကရဲ့ပဂတိအမှန်တရားကိုဖုံးကွယ်မထားပဲပွင့်လင်းလင်းဖော်ပြထားတာဖြစ်ပါတယ်လို့မြင်ပါတယ်ဒီနည်းအမှားတွေကိုသူတစ်ပါးကိုနာကျင်အောင်လုပ်ဖို့ဆိုတာထက်သူတစ်ပါးရဲ့လှည့်ပြခြင်းကိုခံရမဲ့ဘေးကနေကာကွယ်ဖို့ဒါမှမဟုတ်ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်နေစိတ်ထားကိုပုံမူနားလည်ဖို့အတွက်ရဆွဲချက်တစ်ခုအနေနဲ့သုံးဆွဲတင်တယ်လို့ယူဆပါတယ်ဒီစာအုပ်ရဲ့အားသာချက်ကတော့ပထမတစ်ချက်တမိုင်းဝင်ဥပမာများစုံလင်ခြင်းနေရာမှာတစ်ခုစီတိုင်းကိုတမိုင်းတွေကဖြစ်ရက်တွေနဲ့ရှင်းပြထားတဲ့အတွက်စာအုပ်ပါအချက်တွေကိုမှတ်မိလွယ်ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တစ်ချက်ကကြကြလက်ကြရှိခြင်း consent edition ဖြစ်တာကြောင့်အဓိကအနိတာရတွေကိုတူတူနဲ့လူရင်းရအောင်ဖတ်ရှုနိုင်ပါတယ်နောက်တစ်ခါစာအုပ်ရဲ့အားနည်းချက်ကတော့နေရာမှာများဆန့်ကျင်ဘက်ဖြစ်နိုင်ခြင်းရှိခြင်းဥပမာအနိယာမ3ကလှုပ်ဝက်ခိုင်းပြီးတော့မှနေရာမှာ20ချက်ကရေရဲဝုန်းဝုန်းလှုပ်ခိုင်းတာမျိုးအချို့နေရာမှာတွေဟာအခြေအနေပေါ်မူတည်ပြီးတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါဟာလည်းစစ်ဗျူဟာရဲ့သဘောတဘာဝလို့ယူဆနိုင်ပါတယ်ဒီစာအုပ်တွေကနေဗာဒီသင်ရရှိလိုက်လဲဆိုတော့ကျွန်တော်အနေနဲ့အမှတ်သားရဆုံးသင်ရရှိလိုက်တာကတော့ lottery consider your intention ကိုယ့်ရည်ရွယ်ချက်ကိုဖုံးကွယ်ထားပါဆိုတဲ့နေရာမှာလည်း lawful always say less than necessary မလိုအပ်တဲ့စကားအများကြီးမပြောပါနဲ့ဆိုတာပါပဲစကားနည်းခြင်းနဲ့ရည်ရွယ်ချက်ကိုလှုပ်ဝက်ထားခြင်းကလူတစ်ယောက်ကိုပူပြီးအာဏာရှိစေကြောင်းလက်တွေ့ဘဝမှာသိတာစေပါတယ်ဒီစာအုပ်ပေါ်ကိုကျွန်တော်အနေနဲ့ဗာမေးဖို့ထုတ်ခြင်းလဲဆိုတော့ Robert Greene ရဲ့ဒီနေရာမှာတွေဟာခေတ်သစ်ကဘာအထူးသဖြင့်ဒီမိုကရေစီနဲ့လွတ်လပ်တဲ့ဆက်ဆံရေးတွေကိုပုံမအားကောင်းတဲ့ခေတ်ကာလမှာအရင်ခေတ်ကာလတွေလိုပဲပြင်းထန်တဲ့ထိရောက်မှုရှိနေစေလားဒါမှမဟုတ်ပွင့်လင်းမြင့်တာမှုကိုပိုအလေးထားတဲ့အတွက်ဒီနေရာမှာတွေကိုအသုံးချရင်အန်ဒီရဲ့ညားနိုင်သလားဆိုတဲ့မေးခွန်းကိုထုတ်ချင်ပါတယ်ဒီစာအုပ်ကိုဘယ်သူတွေဖတ်တင်တယ်လဲဘာကြောင့်ဖတ်တင်တယ်လဲလို့ပြောရမယ်ဆိုရင်ပထမဆုံးအနေနဲ့ခေါင်းဆောင်လုပ်နေတဲ့သူများဖတ်တင်ပါတယ်လုပ်ငန်းဝင်ပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်ခေါင်းဆောင်မှုနေပင်မှာဝင်ရောက်လုပ်ခိုင်းခြင်းသူတွေကသူတို့ရဲ့ပတ်ဝန်းကျင်ကအာဏာရှင်တဲ့မှုတွေကိုနားလည်ဖို့အတွက်ဖတ်တင်ပါတယ်နောက်တစ်ခါလူဆက်ဆံရေးနဲ့နားလည်ခြင်းသူများလည်းဖတ်တင်ပါတယ်ရိုးသားမှုရဲ့နောက်ွယ်ကအတ္တဆန်တဲ့လူတဘာဝတွေကိုသိရှိနားလည်ပြီးကိုကာဝယ်ခြင်းသူတွေလည်းဖတ်တင်ပါတယ်နောက်တစ်ခု viewer ကိုစိတ်ဝင်စားပြီးများစစ်ပညာစီးပွားရေး viewer တွေကိုစိတ်ဝင်စားမှုတိုင်းအတွက်လက်ဆွဲချမ်းဖြစ်ပါတယ်ဒီစာအုပ်ကိုပန်းဆက်လန်းစာအုပ်တိုက်က2024ခုနှစ်နိုဝင်ဘာလမှာပထမဆုံးအကြိမ်ထုတ်ဝေပြီးတော့မှစာမျက်နှာစုစုပေါင်း290ပါဝင်ပါတယ်တန်ဖိုးအဖြစ်မြန်မာကျပ်ငွေ
တောင်ဖြစ်ပါတယ်ကဲတင်ရောဒီနိယာမ48ချက်တွေကဘယ်နိယာမကိုလက်တွေ့ဘဝမှာအသုံးချဖို့စဉ်းစားမိပါတယ်လဲဒါမှမဟုတ်ဒီလိုနီးလူဟာတွေကတင့်ရဲ့ကိုကျင့်တရားကိုထိခိုက်စေနိုင်တယ်လို့ယူဆပါသလားတင့်ရဲ့ထင်မြင်ချက်ကိုကွန်မန့်မှာရေးရဲဝုံမျှဝေပေးခဲ့ပါဒီစာအုပ်ကိုဖတ်ဖို့သူတွေရှိရင်လည်းတင့်အကြိုက်ဆုံးလောနိယာမကဘယ်အချက်လဲဆိုတာကိုပြောပြပေးခဲ့ပါနောက်ထပ်ဒီလိုစိတ်ဝင်စားစရာစာအုပ် review တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဖို့နဲ့ notification လုပ်ဖို့လည်းနှိပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့ခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်